ဒါလုံးမို့လားပြီးတော့ဟိုကောင်ဆိုင်မှန်ဝါနဲ့ငါတတိချာချာတွေးလိုက်ပါတယ် ဒီချင်းပြန်နေပြီလား ပြင်မမကိုရှင်ရဲ့နားမမောင်တောင်းလို့ရှိနေရပဲမမပြင်မစရာလား ပါရမမလည်းချစ်တယ်နော် ဟောမမလည်းတူတူပါပဲနော်မောင်ချစ်ပါတယ်ရှင် အဲဆိုဘာလို့ထားရမလဲနော်ကျူဆိုင်နော်မမ အလုပ်ကိုတေချာကျူးဆိုင်လုံးနော်မောင် ဟယ်လိုလုံးလားအခုမင်းတွေ့တာပါ ကျမတို့ဆက်ဆံရေးပြီးသွားပြီလေကွန်မန့်တန်ခါကျမစီကိုဖုန်းမဆက်ပါနဲ့လို့ရှင်ပြောထားတယ်မလား အခုမေးစရာတွေရှိလို့ပါလုံးနဲ့ဟိုကောင်ဆိုင်မှန်ပါက ဟုတ်တယ်အကြခင်ကျမတို့လက်ထက်ကြတော့မှာခုရှင်သိပြီမလားနောက်လုံးဝကျမနဲ့အဆက်အသွယ်မလုပ်ပါနဲ့ ချယ်ရီအခုရုံးကနေကိုအငယ်ဆိုးကိုလွတ်လိုက်ပါအရေးကြီးတယ်အခုလာခဲ့လို့မှားလိုက်ပါ ဟုတ်ကဲ့ဆရာဟိုလေဆရာအတွက် cherry coffee ပြောခဲ့ရမလားဆရာ တော်ပြီငါခိုင်းတော့ရင်သွားလို့အငယ်ကျွန်တော်62လမ်းနာက7 star coffee ဆိုင်ကိုလိုချင်တယ်အဲ့ဒီကိစ္စကိုတပတ်အတွင်းအများဆုံးစီစဉ်လိုက်ပါလိုရရင်နေမေးပိုင်းတွေကိုလည်းအကူအညီတောင်းလိုက် အန်ကယ်ဒီနေ့ပဲလုပ်လိုက်ပါမယ်စိတ်ချပါပြီးတော့ဌာနဆိုင်ရာတွေနဲ့ဆက်သွယ်လိုက်ပါမယ် ကောင်းပြီတဲ့ဆိုရင်အကန်သွားလို့ရပြီလုံးမင်းကခါခါတီးတီးပြောရတယ်မင်းနဲ့ဟိုကောင်းရဲ့ဘွားကိုငါဖျက်ဆီးပြမယ်မင်းတို့ရင်ခါဆိုတဲ့ငါ့အကြောင်းကောင်းကောင်းသိစေရမယ်